အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အားလုံးလည်း like လုပ်စားကြည့်လို့ရအောင်လို့တည်ရစာမုတ်လေးတစ်မျိုးနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒါကတော့ရွှေပြုံသီးပဲပေါက်စီဖြစ်ပါတယ်ဒီပဲကတော့ကျွန်တော်ကုန်တိုက်ကနေဝယ်ခဲ့တယ်35ဘတ်ပေးရတယ် red kidney bean လို့လည်းခေါ်တယ်ပေါ့နော်ဒီပဲကိုပြုတ်ဖို့အတွက်ကိုကျွန်တော်တညလုံးရေစိမ်ထားတယ်ပြီးတော့မှနောက်နေ့ကျမှပဲဒါကျွန်တော်ဒယ်ဝထဲမှာထည့်ပြီးတော့ရေလေးပြန်ဆေးပြီးတော့ပြန်ပြုတ်ထားလိုက်ပါမယ်သူ့ရဲ့လုံနီမှာကတော့ကျွန်တော်တို့ဒီအာလူကစွန်းဦးရွှေပြုံသီးမိမိကြိုက်နှစ်တက်ရနဲ့လုပ်လို့ရပါတယ်ကျွန်တော်ကတော့ရွှေပြုံသီးနဲ့လုပ်ပါတယ်ကစွန်းဦးကကျွန်တော်အရင်မုတ်တစ်မျိုးလုပ်ထားမှုတဲ့အတွက်ကြောင့်မို့လို့ရွှေပြုံသီးကိုသုံးပါမယ်ရွှေပြုံသီးကိုထက်ချန်ချန်ပြီးလို့ရှိရင်အထက်မှာပါနေတဲ့အစီအစံတွေကိုအကုန်ထုတ်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ပေါင်းမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကတော့အခွန်ကိုခွာပါတယ်ရွှေပြုံသီးအခွန်ကအရန်မာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မိမိဘာသာဓားလေးနဲ့ကျွန်တော်ပေါက်ပြီးတော့လည်းခွာလို့ရတယ်ပေါ့နော်ဒီအခွန်ခွာဓားနဲ့ဆိုလို့ရှိရင်တော့အရန်ကိုလက်ဝင်ပါတယ်ပဲကတညလုံးရေစိမ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အနေငယ်အနူးတော့မြန်ပါတယ်ရေမစိမ်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်မာဆက်ဆက်ကြီးနဲ့နည်းနည်းအဆင်မပြေဖြစ်တတ်ပါတယ်ခင်ဗျာရွှေပြုံသီးကိုလည်းနူးအောင်လို့မပြုတ်ပဲနဲ့အချိုတွေထွက်မသွားအောင်လို့ပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးလေးပေါင်းထားလိုက်ပါမယ်အချိန်ကအပြိုင်ကြီးလည်းမပေးရပါဘူးပဲကအတွင်းပိုင်းနူးပြီဆိုပေမဲ့လည်းအခွန်ကအရန်ထုတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မမိစိတ်သဘောအတိုင်းခွာခြင်းလဲခွာလို့ရပါတယ်ကျွန်တော်ကပဲရဲ့အနီရောင်အယောင်ကိုလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့မခွာတော့ဘဲနဲ့တခါလေးကျွန်တော်ကြိတ်ပါမယ်ကြိတ်ဆက်မရှိဘူးဆိုလို့ရှိရင်တော့စုံနဲ့ထည့်ပြီးထောင်းလို့ရပါတယ်သို့ပေမဲ့အခွန်နေကြည်အောင်လို့တော့တေချာထောင်းဖို့လိုပါတယ်အပြန်လန်ကြိတ်ပြီးတဲ့အခါမှာတော့အခွန်တွေပါအကုန်လုံးကျဉ်ညက်သွားတယ်ကျွန်တော်ပဲလေးရပါပြီဒါဆိုလို့ရှိရင်ပကံတစ်ခုတည်းကိုထည့်ထားလိုက်ပါမယ်ပဲယူလုံးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပဲရဲ့အတွင်းအရသာလေးလည်းချိုနေမှဖြစ်မှာပါဒါကြောင့်မို့လို့ကျွန်တော်တကြား3စွန်းထည့်ပါတယ်စားကတော့ဇွန်းတစ်ဝက်လေးထည့်လိုက်ပါတယ်ခင်ဗျာပြီးရင်တော့အရသာတွေအားလုံးတမသွားအောင်လို့လက်အိတ်လေးဆိုပြီးတော့တေချာလေးနေပါမယ်တချို့ကတော့ဒီပဲကိုပေါ့နော်ကျွန်တော်တို့မီးနဲ့ပြန်ပြီးတော့တဲအိုးထဲမှာပြန်တင်ပြီးတော့ရိုးပုံစံပြန်ထိုးကြပါတယ်ဒါကဒီနေ့မှကျွန်တော်ကတော့ရိုးပြန်မထိုးတော့ဘူးဒါနဲ့လည်းအဆင်ပြေပါပြီရွှေပြုံသီးပေါင်းထားတာလည်းနူးလာပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့အိုးဘော်ကနေချလိုက်ပါမယ်အကုန်လုံးအကျက်ညီဖို့လည်းလိုပါတယ်မာဆက်ဆက်ဖြစ်နေလို့အဆင်မပြေဘူးပေါ့နော်ပြီးလို့ရှိရင်ရွှေပြုံသီးကိုလည်းကျွန်တော်တို့ဒီမနယ်ပဲနဲ့ကျွန်တော်ကတော့ကြိတ်ဆက်လေးရှိနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကြိတ်ဆက်လေးနဲ့တခါလေးကြိတ်လိုက်ပါမယ်ရွှေပြုံသီးနေရာမှာကစွန်းဦးတို့အာလူတို့ကိုလည်းအစားထိုးပြီးလုပ်လဲရပါတယ်သူလုံနီးကိုလေးလာကြည့်တဲ့လောက်ကတော့အကုန်လုံးနဲ့လောက်ရတာပို့အဆင်ပြေတယ်ပေါ့နော်ပြီးလို့ရှိရင်တော့ကျွန်တော်ကစားအနေငယ်ထည့်တယ်ပြီးလို့ရှိရင်တော့ကောင်းချင်းမုတ်ထည့်ပြီးလို့ရှိရင်ဒီအပြင်သားလေးကစစ်စီးလေးနဲ့ကြော်လိုက်တဲ့ခါမှာလည်းကြွရွရွလေးဖြစ်အောင်လို့ကောင်းချင်းလေးကိုပါထည့်ပြီးတော့တမအောင်ရောပြီးတော့နယ်လိုက်ပါတယ်ဒါဆိုရင်တော့ရွှေပြုံသီးပဲပေါက်စီလုပ်ဖို့အတွက်ကိုအဆင်သင့်ဖြစ်ပါပြီအလုံးအနေထားကတော့မမိစိတ်တိုင်းကြလုပ်လို့ရပါတယ်ကျွန်တော်အလုံးတွေကတော့နည်းနည်းလေးကြီးသွားပါတယ်ခင်ဗျာလုံးမပြီဆိုလို့ရှိရင်တော့အပြင်ကနေနှမ်းကိုလိုသလောက်လေးကတ်လိုက်ပါမယ်ဒါကတော့မမိစိတ်တိုင်းကြကတ်လို့ရပါတယ်ခင်ဗျာဒီနေ့ပဲပေါက်စီလေးကလည်းကျွန်တော်လေးလာမှတ်သားရတဲ့အစားအစာလုပ်နေတဲ့ကမှကျွန်တော်သဘောကျတဲ့အတွက်ကြောင့်မို့လို့ပြန်လည်ပြီးတော့လှုပ်ရှားကြည့်တာဖြစ်ပါတယ်အားလုံးအတွက်လည်းအဆင်ပြေမယ်လို့ကျွန်တော်မျှော်လင့်မိပါတယ်ခင်ဗျာအလုံးညီလေးတွေလုံးသွားနိုင်ရင်တော့ပိုကောင်းပါတယ်ဒါမှပဲကျွန်တော်တို့ရောင်းမရောင်းလုပ်ပဲဆက်စားပေါ့နော်အချိုးကြနဲ့မျှတမှာဖြစ်ပါတယ်ပေါက်စီလုံးတွေလည်းအစင်းသင်းဖြစ်ပြီဆိုတဲ့အတွက်ကြောင့်မလို့စကြော်ပါမယ်ဒါကကျွန်တော်မှထောပတ်ဝယ်ထားတာနည်းနည်းများနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒီနေ့မှထောပတ်လေးနဲ့ကျွန်တော်ကြော်ပါမယ်စီကတော့မမိစိတ်တိုင်းကြစီတွေနဲ့ကြော်လို့ရတယ်ကြော်တဲ့အခါမှာလည်းစီအရန်များကြီးမဟုတ်ပဲနဲ့ကျွန်တော်တို့မကတ်အောင်လုံးနိုင်ရင်ကိုအဆင်ပြေတယ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့မကတ်တဲ့အိုးတွေနဲ့စီလေးအနှဲငယ်တုပ်ပြီးတော့ကြော်ရတာလည်းပိုကောင်းပါတယ်တူမသွားဖို့နဲ့အထက်အောက်ကိုတေချာလေးဂယူးဆိုင်ပြီးတော့လှန်ပေးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကောင်းချင်းစစ်စီးလေးနဲ့ရွှေပြုံသီးအရသာချိုလေးရဲ့ပဲအရသာဆက်စိတ်လေးနဲ့အရန်ကိုမှစားကောင်းတဲ့ရွှေပြုံသီးပဲပေါက်စီလေးရပါပြီလုံနီလေးကလည်းလွယ်ကူရိုးရှင်းပြီးတော့လောကလွယ်တဲ့အတွက်ကြောင့်မို့လို့အားလုံးလိုက်လှုပ်ရှားကြည့်လို့ရပါတယ်ခင်ဗျာဗီဒီယိုကိုအမြဲတမ်းအားပေးနေတဲ့အတွက်ကြောင့်မို့လို့ကျေးဇူးတင်ပါတယ်နောက်ဘက်မှာပြန်တွေ့ပါမယ်ခင်ဗျာ